ကမ္ဘာလုံးကဘောလုံးပရိသတ်တွေကိုအံ့ဩသွားစေမဲ့အင်္ဂလန်အသင်းရဲ့ကမ္ဘာဗလာလူစင်းကတော့ထွက်လာပါပြီဗျဒီစင်းထဲမှာဖေးဖိုဒန်နဲ့ကိုပါမာတို့မပေါဘူးလို့ပြောရင်မိတ်ဆွေယုံမလားတော့မသိဘူးဗျဒါဆိုဗီဒီယိုလေးကိုဆက်ကြည့်လိုက်ရအောင်ဗျဟုတ်ပါတယ်နီးပြသောမန်တူချယ်ကဒီနှစ်ကမ္ဘာဗလာအတွက်အင်္ဂလန်အသင်းရဲ့26ယောက်စင်းကိုရွေးချယ်လိုက်ပါပြီဒါပေမဲ့နာမည်ကြီးကစားသမားတွေကိုလုံးဝရက်ရက်ဆက်ဆက်ရှန်လက်ခဲ့တာကြောင့်ဘောလုံးလောကတစ်ခုလုံးရိုက်ခတ်သွားပါတယ်အဓိကကြံခဲ့တဲ့သူတွေကတော့ဖေးဖိုဒန်ကိုပါမာဟယ်ရီမကွိုင်းယာလူချောနဲ့တိုမိုရီတို့ပဲဖြစ်ပါတယ်ဒီကစားသမားတွေကိုဘာကြောင့်မရွေးချယ်တာလဲဆိုတာကိုသုံးသပ်ရရင်ဖေးဖိုဒန်နဲ့ကိုပါမာကဒီယာဒီကလပ်အတွင်းမှာပုံစံကောင်းမရတာနဲ့ဒဏ်ရာပြဿနာတွေကြောင့်တူချယ်ကရှန်လက်ခဲ့တယ်လို့မြင်ပါတယ်ဗျဟယ်ရီမကွိုင်းယာကတော့လုံးဝ surprise ပါပဲလက်ရှိနီးပြကာရီရဲ့လက်အောက်မှာပုံစံကောင်းပြန်ရနေတဲ့ဟယ်ရီမကွိုင်းယာကိုတော့ဘာကြောင့်မခေါ်လဲဆိုတာကတော့မေးခွန်းထုတ်စရာပါဟယ်ရီမကွိုင်းယာကိုယ်တိုင်ကလည်းချော့ဖြစ်ပြီးစိတ်ကြက်ရတယ်လို့ Instagram မှာရင်ဖွင့်ထားတဲ့အထီကိုဖြစ်နေပါတယ်ဒါဆိုရင်ဘယ်သူတွေပါသွားလဲပါသွားတဲ့သူတွေကတော့ sorry လီမှာ32ပွဲကစား32ဂိုးသွင်းယူထားတဲ့ Ivan Toney ပဲဖြစ်ပါတယ် Ivan Toney ကိုတော့ penalty အထူးကူအဖြစ်ခေါ်လိုက်တယ်လို့ပြောလို့ရမှာပါနောက်တစ်ယောက်ကတော့ Europa League ဖလားကိုပူပူနွေးနွေးရယူထားတဲ့ Oli Watkins ပဲဖြစ်ပါတယ်ဒီသတင်းမှာအထူးရှားဆုံးကတော့ Man City အသင်းရဲ့လူငယ်ကျယ်ပွင့် Nico O'Reilly နဲ့ Leverkusen အသင်းက Quanzat တို့လိုလူငယ်သွေးသစ်တွေနေရာချသွားတာပဲဖြစ်ပါတယ် Thomas Tuchel ရဲ့ရွေးချယ်မှုကိုကြည့်ရမယ်ဆိုရင်နာမည်ကြီးကစားသမားတွေထက်လက်ရှိပုံစံကောင်းပြသနေတဲ့ Shea Swan ကိုကြည့်ပြီးရွေးချယ်သွားတယ်လို့မြင်ပါတယ်မိတ်ဆွေတို့အနေနဲ့ရော Thomas Tuchel ရဲ့ဆုံးဖြတ်ချက်ကိုသဘောတူလားကိုပါမာနဲ့ Foden တို့မပါတဲ့အင်္ဂလန်အသင်း Harry Maguire မပါတဲ့အင်္ဂလန်အသင်းဘယ်လိုတွေရှေ့ဆက်ဖြစ်မလဲဆိုတာကို comment မှာဝင်ရောက်မှတ်ချက်ပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ဗျ